Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာဘာလဲဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်ဒီ game ထဲမှာကျွန်တော်ပြင်းလို့ကျွန်တော် short click နေနဲ့ဘာတွေ့လဲဆိုတော့ဘောတုံးကောင်တွေ့တယ်တဲ့လားနော်ဘလို့ပဲဟောဘာလဲ method model ကိုရောက်လာတဲ့ဘောတုံးကောင်တွေ့တယ်အဲ့ဒါဘယ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ run အမြင့်ဆုံးပေါ့နော် run အမြင့်ဆုံးနေရာကိုကျွန်တော်တို့တက်ကြည့်ကြမယ်Okay RAM အမြင့်ဆုံးနေရာမှာအပေါ်ဆုံးမှာတွေ့လား1 2 3နဲ့1 2 3နေရာမှာယူရတဲ့3ယောက်ကိုကြည့်လိုက်ဒီကောင်ရဲ့ board ဟောလူတွေမဟုတ်ဘူးတကယ် board ဒီ4ကနေပြီးစပြီးတော့ဒါလူတွေပေါ့နော်ဒီကောင်တွေကဒီအရင်ဟိုကတော့ကလည်းဒီကောင်တွေကအရင် season တွေတုန်းကလည်းကဘာနံပါတ်1ကိုရောက်ခဲ့တဲ့ကောင်တွေပေါ့နော်ဒီကောင်တွေ3ကောင်ကျတော့ board သူတို့ရဲ့အကောင့်တွေဝင်ကြည့်လိုက်မယ်Okay တို့ရဲ့အကောင့်တွေဝင်ကြည့်လိုက်မှာဆိုတော့ရှိရင် Rashi Ran က E-Live ပေါ့နော်ဒီကောင်နေဘန်းများဘန်းခံလာတော့မသိဘူး Rashi Ran က E-Live လားE-Live ပေါ့နော်live တွေလည်းအများကြီးပဲအင်ဒိုနီးရှားတဲ့ဂျာဝါကနေတဲ့ကောင်ကိုတခြား album မှာဆိုလို့ရှိရင်မရှိဘူး Okay collection junior ပဲရှိသေးတယ်လို့ရှိရင် Okay ကောင်နေတာလည်းမရှိဘူးဒါလည်းမရှိဘူး history တက်ကြည့်မယ်history ဖွင့်လာပြီလေ history မှာwhat the fuck sorry history မှာဆိုလို့ရှိရင် K90 တဲ့support တရားတဲ့ဘာ item မှလည်းမရှိဘဲနဲ့ကျန်းလိုက်ကြီးလားလို့ကျန်းလိုက်လားဆရာသမားတို့မကြည့်ပါဘူး K90 တခါမှမမြင်ဘူးကွာဒီလိုကောင်းနေတစ်ခေါက်ပဲတည်ထားတာဟောကေးရကြည့်အောင်စုက total ကေးရ464တဲ့496တဲ့ရောကြာမြင့်ချိန်15မိနစ်တဲ့ကျဲလိုက်လားလို့ဒီကောင်လေးတည်ရတာလဲနှကားတဲ့အကုန်လုံးအဲ့လိုကြီးပဲဟာကျဲလိုက်လား Okay brother တို့ဒီကောင်လေးတကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ global ဒီမှာတကြည့်လို့ရတယ်ပေါ့နော် Okay ကောင်လေး type လို့များဆိုလို့ရှိရင်ပွဲစဉ်အောင်စီစဉ်အားလုံးမှာဆိုလို့ရှိရင်900ကို908global number grand ညာလေဟုတ်တယ်နော် global number 42 grand ညာတဲ့သွားဟုတ်နေနော်ဟောနောက်မှကြည့် global number နောက်မှကြည့်မယ်ကို global number 42 grand ညာနော်ကျွန်တော်နောက်မှကြည့်မယ် Okay တခြား Okay ခဏလေးသူကြီးကိုမေးခဲ့ social မှာဆိုလို့ရှိရင်ရောဒီကောင်စော်မရှိဘူး social မှာဆိုလို့ရှိရင်လည်းမရှိဘူးဒီကောင် Okay နောက်တစ်ကောင်ဆိုလို့ရှိရင်ဒီကောင်လည်းအဲ့တိုင်းပဲလားမသိဟုတ်တယ်ဒီကောင်လည်းတစ်စကွက်တယ် The daughter of eternity leads you upward ကောင်လည်းဟာတာဟျောင်းရင်ဟာတာ Okay history ဟုတ်တယ်တော့ဒီကောင်လေး history K90 တဲ့ငါးကောင်ကြောက်တာနော်ဒီကောင်လေးက face to face ဆော့တဲ့ကောင်နီလားဆိုတော့မသိဘူးကျွန်တော်လည်းမသိဘူးကျွန်တော်လည်းပြောမတတ်ဘူးကျွန်တော်ရဲ့ border တယောက်နဲ့ကျွန်တော်နဲ့ short click နေနဲ့ကျွန်တော်တွေ့တာပေါ့နော်အဲ့ဒါ brother တို့ကျွန်တော်လာပြချင်လို့ပါကောင်လေးဘန်းကန်ထိမှတေးကြတယ်ကွာလူတော့ပဲကင်လာတာဟာပါတီးပဲဆော့လာတာနေတာ Okay easy ပွဲ154တဲ့ဝင်ရ95တဲ့ရောဝင်တော့ပွဲတရားဝင်95ကြတော့လေကွာမင်း global နံပါတ်ထားတာပါ Okay နောက်တော့ကြည့်မယ်what the fuck ဘလို့ကြီးလေပြောင်းသွားတယ်ဒီကောင်နေဘယ်ရောက်သွားတယ်နာမည်ပြောင်းမလိုက်တာလားဒီကောင်နေဟုတ်တယ်ဟာအေမော်နဲ့history မှာလင်းပွဲလင်းရကေးတရာတဲ့ရောကြီးကျဲလိုက်ပွဲချိန်3မိနစ်နဲ့ပွဲပြီးရတာပဲဒီလိုကောင်မျိုးမလို့ချင်ဘူးလားအဲ့ဒါဆိုလို့ရှိရင်တော့ run လည်းတက်တော့မှာပဲလို့လာကောင်းတယ်ဘလို့ဆော့လဲဖုန်း10လုံးနဲ့ဆော့လာမသိရောဖုန်း10လုံးနဲ့ဆော့ပြီးတော့အဲ့ဒါဆိုမဖြစ်နိုင်ဘူးတော့အဲ့ဒါကောင်းတယ် squad ကြည့်လိုက်မယ် Okay squad leader ဒီကောင်တော့ဟိုပါပဲရှိတယ်ဟာဒီကောင်တကယ်လူဆက်လာမသိhistory အုပ်တာတယ်မပြတာဘူးကောင်လူစစ်ဖြစ်မယ်ဒီကောင်ကOkay ဆောနာကျွန်တော် Granger ကျွန်တော်တစ်ချက်ကြည့်မယ်နော် Granger က global မပွင့်နေဒီကောင်နေပွင့်နေပြီဟုတ်တယ်ဟာ
ကျန်းတယ်ကျန်းတကယ်ကျန်းပါတယ်ဟီးရိုထဲမှာဆိုလို့ရှိရင်ဟီးရိုထဲမှာမပွင့်သေးဘူးလေပွင့်သေးဘူးလေအခုမှတို့ကဟိုပဲလှုပ်တုံးရှိသေးမဟုတ်ဘူးလားဒီမှာပေါ်လာမသိမပေါ်ဘူးဒီကောင်ကဘလို့ပဲဝင်နေပြီအရင်ဟိုမှာတော့ဖြစ်မှာပါဒါတော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ကအဲ့လောက်ထိလေဟိုဟီးရို MMA တွေ trainer ကောင်မဟုတ်တော့ကျွန်တော်လည်းမသိဘူးဒီကောင်၃ကောင်ပဲကြည့်တော့ဗျာဗလာသားတို့ဟုတ်လားကျွန်တော်အဲ့ဒါဒီနေ့ပြောပြတာပါโอเคကျွန်တော်စီမှာဒီ diamond တွေ UC တွေလာဝယ်လို့ရပါတယ်လာလို့အားပေးလို့ရပါတယ်โอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာရှိသောနေ့အများကိုပတ်သက်ကြပါစေဒီကြည့်ရှုပေးတဲ့တရားစီတိုင်းကိုကျေးဇူးတင်ပါတယ်ပေါ့နော်โอเคတက်တာပါကျွန်တော်မေးခဲ့လို့ကျွန်တော်ရဲ့ဒီ channel ကိုပေါ့နော်ကျွန်တော် Telegram channel ကိုကျွန်တော် discussion မှာကျွန်တော်ချထားပေးပါမယ်โอเคတက်တာပါ